ဘိုးတော့ထမနဲ့ထိုးရံဖို့ဟုတ်လားစာချိုးလို့မှာခဲ့မယ်ဆိုတာလေထမနဲ့ထိုးပုံလေးလောက်ပါအောင်ဗျာတဲ့အာဇင်အတောင်းဆိုလို့မေ့နေကိုလည်းဒါတွေပြောဖို့ကိုနော်ကိုစာမပြီးလို့တဘိုးတော့ထမနဲ့ထိုးရံဖို့စာချိုးလို့မှာခဲ့မယ်တစိမ့်ဆန်တစ်ကောင်ညင်းရဲနဲ့ဟောကောင်းညင်းဆန်ဘယ်လောက်တော့ဟိတစိမ့်ဆိုတာဘယ်နဲ့ပြည်တော့၄ပြည်တစိမ့်တို့မှတ်တော့မတီးပဲတစိမ့်ဆိုတာ၄ပြည်တပူတွဲထမနဲ့ထိုးရမ်းဖို့စာချိုးလို့မှာခဲ့မယ်ဟောတစိမ့်ဆန်တစ်ကောင်ညင်းရဲ့နဲ့ကောင်းညင်းဆန်အတစ်ဘယ်လောက်တော့ဟိ၄ပြည်ပဲတစိမ့်၄ပြည်တပိတ်သားစီစီသွန်းမာလို့စီအစ်စ်နှမ်းစီအစ်စ်ဘယ်လောက်တော့ဟိတပိတ်သားကျင်းက30ကျင်းဘယ်လောက်30သားပါ30သား3ပိတ်သားမလုံးနဲ့30သားနော်မှတ်ထားတဘိုးတော်ထမနဲ့ထိုးရမ်းဖို့အစာချိုးလို့မှာခဲ့မယ်တစိမ့်ဆန်တစ်ကောင်ချင်းရဲ့နဲ့တပိတ်သားစီစီသွန်းမှလို့ကျင်းက30အုံဒီဆန်ထိုးတူဖက်ပါလို့အုံးဆန်ဘယ်လောက်တော့ဟိ30သားထိုးတူဆိုတာ30သားပြောကျင်းလို့ပြောတာကြားလားအုံဒီဆန်ထိုးတူဖက်ပါလို့မြေပဲပြူလှော်တစ်ခွက်ကဲနဲ့မြေပဲပြူကမြေပဲဆန်ဘယ်လောက်တော့ဟိတစ်ခွက်သားတစ်ခွက်ပါလေးကြီးငွေကြီးတယ်မနော်ဟိုမိုင်းတစ်ခွက်ဆိုတစ်ခွက်သားပေါ့တစ်ခွက်ဆိုသိပလားဘယ်လောက်တော့၄ဘူးပြောတာတစ်ခွက်ဆို၄ဘူးနှစ်ခွက်ဆိုတပီးမတီးပဲနေဦးအုံဒီတန်ထိုးတူဖက်ပါလို့မြေပဲပြူလှော်တစ်ခွက်ကဲနဲ့မြေပဲပြူလှော်တစ်ခွက်ကဲနဲ့နတ်မပြက်ဤနိနဲ့နတ်လည်းပဲတစ်ခွက်ပဲသူပဲနတ်မပြက်ဆိုလူပဲနတ်မပြက်ဤနိနဲ့ရေစင်ကျဲထဲ့ယူဒါတော့သူကတော့ထိုးပုံတာထားရတော့ရေလေးနဲ့နော်ကားတဲ့နဲ့ဘာလုပ်လိုက်တာတော့နတ်ထိုင်တော့လားမလားရေစင်ကျဲထဲ့ယူလက်နဲ့တစ်တာပါဟောရေလက်နဲ့တစ်ထဲ့တာတဲ့ကြားလားနော်ဒါတော့သူထိုးပုံထိုးနီးပေါ့ဗျာနော်မြို့ဒါတော့မတူပါဘူးကြားလားအစာပလာတာမှတ်တာတော့ထိုးပုံထိုးနီးရတော့တဦးနဲ့တူမတူကြအောင်ရေစင်ကျဲထဲ့ယူလက်နဲ့တစ်တာပါစနစ်ချင်း30စားရဲနဲ့စားဘယ်လောက်တော့ဟဲ့30သားစား30သားတယ်နော်ရှောက်အများကြီးမထည့်အောင်နော်စနစ်ချင်း30စားရဲနဲ့နောက်လာလူများတို့မှာကွယ်အာတစ်လို့တို့ဟောစားတော့အာတစ်တာပေါ့အားတွေတို့လာတယ်ပြောတာပေါ့နော်အဲ့ဒါ